ဒါမနေ့ကလောက်ထားတယ်တခေပွင့်လေးတွေပါပါတယ်စက်ပြအခဲလေးပါကောလာဂျင်စက်ပြအခဲလေးပါရှင့်ဒါမနေ့တော့လောင်းထားတာပေါ့နော်ဒါဆိုခုလုံးကအေးခဲသွားပါပြီဒါလေးကိုအရင်တို့ကမသုံးခင်ပေါ့နော်ဒီတိတ်ကလေးနဲ့ပတ်ထားပြပါရှင့်အမြဲတမ်းပေါ့နော်ကိုသုံးမှခွာပြီးသုံးပါဒါဆိုရင်အစိုးလည်းမပြန်တော့ဘူးပေါ့နော်ဒီတိတ်ကလေးနဲ့တင်းတင်းလေးပတ်ထားပေးလိုက်လို့ရှိရင်ဒီမှာအစိုးမပြန်တော့ဘဲနဲ့မဖြစ်မနေပတ်ထားပေးပါရှင့်เนาะဒီမှာဒါဖေပွင့်လေးတွေပါပါတယ်ရှင့်เนาะကောလာဂျင်လေးလည်းပါတယ်ကောလာဂျင်စက်ပြခဲလေးအခုလိုမျိုးပေါ့เนาะယာတီဘောပန်းလေးတွေရယ်ယာတီဘောအသီးလေးတွေနဲ့ပေါ့เนาะကိုကဒီစက်ပြခဲလေးလုံးသုံးချင်လို့ရှိရင်ပေါ့เนาะတင်နဲ့တက်ဆရာမလို့ရှင့်အန်ဒီတို့အခုလုပ်ပြတဲ့ free video လေးကြည့်ပြီးအန်တီစီကိုကုန်ချမ်းမှာပြီးအန်ဒီအစင်သင့်လုပ်ဖို့ပြင်ထားပြီးသားပါရှင့်အညွှန်းစာရွက်လေးလည်းထည့်ထားပေးပါတယ်တကယ်လို့ပေါ့နော်ကိုကကမီကယ်ဘိုင်းတွေလည်းတည်ကျင်တယ်ဒါမှမဟုတ်ပေါ့နော်ဒီလုပ်ငန်းပိုင်းဆိုင်ရာတွေလည်းထဲထဲဝင်လေးတည်ကျင်တယ်ဆိုရင်တော့တင်နန်းတက်တာလူတွေတင်နန်းတက်တာကောင်းတယ်ရှင့်ဟိုနေရဆိုပေမဲ့လည်းရန်ကုန်တညအိတ်လောက်လာလိုက်လို့ရှင့်အန်ဒီတို့တွေ့ပြီးတော့တင်ပေးလို့ရပါတယ်နော်အခုလိုမျိုးလေးဒါကိုစိတ်ကြိုက်လေးပေါ့ဟိုယာတီဘောအသီးနှံလေးတဲ့ယာတီဘောပန်းလေးတွေအနံ့လေးတွေကိုစိတ်ကြိုက်လေးဟန်ဒီးပြီးတော့ဒါလုတ်သုံးလို့ရတဲ့စပြခဲလေးပေါ့နော်ကိုဘောတူဟမ်မိတ်ကလေးလည်းဖြစ်တယ်ဟိုမိတ်ကလေးလည်းဖြစ်တယ်ပေါ့နော်ဘာမှလည်းခက်ခက်ခဲခဲလေးမဟုတ်ပေမဲ့ဒါပေမဲ့ကိုရီးယားတော့နေ့စဉ်3လေးပါရှင့်အဲ့လိုနေ့စဉ်3လေးကိုလုတ်နိုင်ဖို့ပေါ့နော်ပေါင်ပစ္စည်းတွေအများကြီးမလိုရှင့် base လေးရယ် collagen လေးရယ်ပေါ့နော် vitamin B3 လေးရယ် oil လေးရယ်ပေါ့နော်အဲ့ဒါလေးတို့အန်ဒီတို့အစင်သင့်ပုံချမ်းလေးမှာလှုပ်ထားပေးပြီးသားရှင့်အညွှန်းစာရွက်လေးလည်းပါပြီးသားဆိုတော့လေတကူးတကကြီးလာတင်နေစရာမလိုဘူးဒီတိုင်းလေးလိုက်ကြည့်ပြီးတော့လုပ်လို့ရပါတယ်ရှင့်ဒါကသပင်ဟိုခရီးပွင့်လေးတွေပါတဲ့ကောလာဂျင်စက်ပြအခဲလေးပေါ့နော်ခရီးနဲ့တင်းတင်းလေးလည်းမွေးနေတဲ့ပေါ့နော်ဟိုခရီးကြိုက်တဲ့လူတွေတော့အဆင်ပြေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်